တိုင်းပြထားပါတယ်နော်အရှိတိုင်းပြထားပါတယ်ဒီမှာဘယ်လောက်လဲဆိုတာလေဒီမှာနော်9ပေနှစ်ရှိပါတယ်နော်9ပေနှစ်အရှိက9ပေနှစ်ရှိပါတယ်နော်အလဲရနန်းဒီမှာနော်3ပေ30နော်3ပေ30နော်ဒီမှာနော်ပြပြီးပြီနော်3ပေ30နော်3ပေ30နော်ဤဖတ်နုညံ့နာပဲနုညံ့ဤဖတ်နုညံ့ဤဖတ်ဒီမှာနော်ဒီမှာအပေါ်မှာတယ်ကိုအသားဒီလိုမျိုးတက်နေတာဒီလိုအသားဒီလိုတက်နေတာနော်ဒီမှာဒါအပြင်ပုံနော်ကျမအသားနဲ့အပြင်ပုံမှာကျမကိုယ်တိုင်ကင်ပြထားတာဒီမှာဒီလိုအသားနာမျိုးနော်အဲ့ဒါအောင်မှ12000ဆိုလို့ရှိရင်တော့ဒီမှာအပေါ်မှာဒီမှာအဲ့လိုအသားမျိုးဒီမှာဒီလိုအသားမျိုးဒီမှာမြင်းနဲ့နော်ဒီမှာနော်ဒီလိုအသားမျိုးနော်ဒီမှာအပေါ်မှာအောင်မှဒီမှာအပေါ်မှာအောင်မှတက်နေတာဒီလိုအသားမျိုးကဲ12000ကတော့စလိတ်တော့ကွန်စာရေခဲရေတော့ကြတဲ့လောက်ကြပြောက်တဲ့လောက်ပဲရှိတယ်ကဲနော်3ဘိန်းနဲ့မြို့ပိုင်ရင်တော့12000နဲ့မရအောင်နော်ဒါလေးဝယ်ထားလိုက်အဖတ်တယ်အများကြီးမပြောတော့ဒါပဲ